အားလုံးပဲမင်္ဂလာပါ Tree Community တင်မှာကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ Toolbox မှာရှိတဲ့ Graphics Tool တွေရဲ့အလုပ်လုပ်ပုံစံကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ Toolbox မှာ Line Tool ပေါ့နော် Line Tool လေးကဘယ်နေရာမှာသုံးလဲဆိုရင်ကျွန်တော်မြင်းဖြောင်းဆွဲတဲ့နေရာမှာသုံးပါတယ်ဆိုတော့ Line Tool လေးကျွန်တော် click ထောက်လိုက်မယ်ပြီးပြီဆိုတော့ကျွန်တော်မြင်းဖြောင်းဆွဲတဲ့နေရာမှာဒီလိုမျိုးသုံးနေပါတော့ဒီနေရာမှာတစ်ခုပြောချင်တာက Line Tool ကိုဆွဲတဲ့အခါမှာလက်ကမငြိမ်ဘူးဆိုရင်ကျွန်တော်အကွေးအကောက်တွေဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ဆိုရင်ကျွန်တော်တို့အဖြောင်းတန်းလေးရအောင်ကျွန်တော် keyboard ကနေ shift လေးနှိပ်ပြီးတော့ဖြည့်ဆွဲပေးရပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့မြင်းဖြောင်းနိုင်ရတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကကြာတော့ကျွန်တော်တို့ constraint line 2ပေါ့နော် constraint line 2ကကြာကျွန်တော်တို့ဒီလိုမျိုးတစ်ခါတည်းဆွဲလိုက်တာနဲ့အဖြောင်းတန်းရတယ်ပေါ့နော်ကျွန်တော် line 2လိုမျိုးမဟုတ်ဘူးအကွေအကောက်တွေမရှိဘူးကိုယ်လက်ကဆွဲတာနဲ့တစ်ခါတည်းမြင်းဖြောင်းရတဲ့ပုံစံပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဒီမှာအယောင်တွေဖြစ်နေအောင်နော်အယောင်လေးတွေကျွန်တော်တို့ကပြောင်းချင်နေဆိုရင်ကိုပြောင်းချင်တဲ့ line လေးကိုကျွန်တော်တို့ click ထောက်ထားလိုက်မယ်ပြီးပြီဆိုတော့ဒီမှာ color box ရှိရပါတော့တစ်ခါလေကျရင် color box ကဒီလိုမျိုးပြောင်းနေတယ်ပေါ့နော်ပြောင်းနေရဆိုရင်ကျွန်တော်ဘယ်ကနေသွားပြီးတော့ခေါ်လို့ရလဲဆိုတော့ window menu သွားမယ်အဲ့ထဲမှာကျွန်တော် show color လေးနှိပ်လိုက်တာနဲ့ color box ပေါ်လာမှာပေါ့နော်ကျွန်တော်တို့ကဒီ register လုပ်ထားတဲ့အယောင်တိုင်းပဲထားမယ်ဆိုရင်တော့ကျွန်တော်တို့ဒီက button လေးကိုနှိပ်လိုက်ရမှာပဲဒါဆိုရင်ကျွန်တော်အမဲရအောင်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်အဝါရောင်ပြောင်းချင်တယ်ဆိုလည်းပြောင်းလို့ရတယ်ကိုပြောင်းမဲ့ line လေးတော့ကျွန်တော်တို့ select မှတ်ဖို့တော့လိုတာပေါ့နော်နောက်တစ်ခုအနေနဲ့ကကြာတော့ကျွန်တော်တို့ rectangle 2 rectangle 2ကကြာတော့ကျွန်တော် down mask 2ကန်ပါနော်ကျွန်တော်တို့ကဒီမှာပုံမှန်တိုင်းဆွဲလိုက်တယ်ဆိုရင် rectangle 2လေးပေါ်လာမယ်နှစ်နားညီပေါ့နော်ဒီမှာမြင်းကွေးတွေဖြစ်နေတာကျွန်တော်တို့ကမြင်းကွေးမကြိုက်ဘူးတခါတည်းအဖြောင်းတန်းပြီးတော့လိုချင်နေဆိုရင်လည်းရတယ်ပြင်ဆင်မယ်ပေါ့ပြင်ဆင်မယ်ဆိုရင်ကျွန်တော်ဘယ်ကိုသွားမလဲဆိုရင် element menu သွားမယ်အဲ့ထက်မှကျွန်တော်တို့က round corner လေးရွေးရပါမယ်ကျွန်တော်တို့ဒီမှာ design က6မျိုးရှိရပါတော့ကိုကဘယ်လိုကြိုက်တာလဲအချွန်တိုင်းမကြိုက်တယ်ဆိုရင်ကျွန်တော်အချွန်တိုင်းလေးတွေရွေးမယ်ပြီးရင်တော့ကျွန်တော် okay နေလိုက်မယ်ဒါဆိုရင်ဒီကောင်လေးက rectangle ပုံစံဖြစ်သွားမှာပါနော်ကျွန်တော်တို့က square ပုံစံဖြစ်စီခြင်းလည်းရတယ်ကျွန်တော်တို့ rectangle 2လေး click နှိပ်လိုက်မယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ keyboard ကနေ shift လေးနှိပ်ပြီးတော့ဖြည့်ဆွဲလိုက်တာနဲ့ကျွန်တော်တို့ student ပုံစံပေါ်လာမှာပေါ့နော်ဒီလိုမျိုးတစ်ခါတည်းအကွေးတွေမပေါ်စေခြင်းဘူးဆွဲလိုက်တာနဲ့တစ်ခါတည်းကျွန်တော်တို့ကဒီလိုတောင်ချွန်းလေးနဲ့ပေါ်စေခြင်းနဲ့ဆိုရင်လည်းရတယ်ဘယ်လိုလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ rectangle 2လေးကိုကျွန်တော်တို့ double click နှိပ်လိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်တောင်ချွန်းလေးတစ်ခါရွေးထားလိုက်မယ်ပြီးရင် okay နှိပ်လိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ mouse လေးနဲ့ဖြည့်ပြီးတော့ဆွဲလိုက်မယ်ပေါ့နော်ဒါဆိုတစ်ခါတည်းကျွန်တော်တို့တောင်ချွန်းပုံစံနဲ့ပေါ်လာပေးမှာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကြာ ellipse or circle ပေါ့နော် ellipse or circle ကကြာကျွန်တော်ဘယ်ဥဒ္ဓမို့စဝိုင်းဆွဲခြင်းကျွန်တော်တို့ကဒီမှာအများကြီးဖြစ်နေပါတော့ပြန်ပြီးတော့ဖြည့်စီခြင်းနဲ့ဆိုလိုက်ရတယ်အကုန်လုံးကိုကျွန်တော်တို့က select မှတ်လိုက်မယ်ပြီးပြီဆိုတော့ကျွန်တော် keyboard ကနေ delete နှိပ်လိုက်မယ်ဒါဆိုတစ်ခါလေးပြတ်သွားမှာပေါ့နော်ပြီးပြီဆိုရင်တော့ကျွန်တော်တို့က ellipse ကိုနှိပ်လိုက်မယ်ကျွန်တော်ဘယ်ပုံစံဆွဲခြင်းနဲ့ဆိုလဲဆွဲလို့ရတယ်ဒါမှမဟုတ်စဝိုင်းပုံစံဆွဲခြင်းနဲ့ဆိုတော့ keyboard ကနေ shift လေးနှိပ်ပြီးတော့ကျွန်တော်တို့ mouse လေးနဲ့ဖိဆွဲရုံပါပဲဒါဆိုစဝိုင်းပုံစံလေးရမှာပေါ့နော်နောက်တစ်ခုအနေနဲ့ကြောက်ကျွန်တော်တို့ polygonal 2ကျွန်တော်တို့ polygonal 2ကိုဆွဲခြင်းနဲ့ဆိုတော့ click ထောက်လိုက်မယ်ပြီးပြီဆိုတော့ကျွန်တော်တို့ကဒီမှာ mouse လေးနဲ့ဖိဆွဲလိုက်ရုံပါပဲကိုကဘယ်လိုပုံစံလေးလိုချင်တာလဲကိုကြိုက်တဲ့လောက် mouse လေးနဲ့ဖိဆွဲလို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာအနာက6နာဖြစ်တာကျွန်တော်အနာ9နာပဲဆွဲခြင်းနဲ့ဆိုလည်းရတယ်ဒီ polygonal 2လေးကျွန်တော်တို့ကဒါပဲ click နှိပ်လိုက်မယ်ဒီမှာ number of size ဆိုတဲ့နေရာမှာကျွန်တော်တို့က file လို့ပဲရေးလိုက်မယ်ပြီးရင်တော့ကျွန်တော်ဘာမှမလုပ်တော့ဘူး okay နှိပ်လိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ mouse လေးနဲ့ဖိဆွဲလိုက်တာနဲ့အနာ9နာပေါ်တဲ့ polygonal လေးပေါ်လာမှာပေါ့နော်အဲ့လိုပဲကျွန်တော်တို့ကအနာ9နာမှာဒီမှာ star insert လေးတွေကျွန်တော်တို့50လောက်ပြောင်းလိုက်မယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ okay နှိပ်လိုက်မယ်ဒါဆိုတော့ကျွန်တော်တို့ကျေပုံသဏ္ဍာန်လေးတွေပြောင်းသွားမှာပဲဖြစ်ပါတယ်ဒီနည်းလမ်းလေးနဲ့ကျွန်တော်တို့က polygonal 2တွေ rectangle 2တွေကိုကျွန်တော်တို့ကိုလိုချင်တဲ့ပုံစံလေးရအောင်ဖန်တီးလို့ရပါတယ်ဒီကောင်လေးတွေကိုကျွန်တော်တို့ကဖြတ်ချင်နေဆိုရင်တော့ခုနကလုပ်ခဲ့သလိုပဲအကုန်လုံးကိုကျွန်တော်တို့ခြုံပြီးတော့ select မှတ်မယ်ပြီးရင်တော့ကျွန်တော် keyboard ကနေ delete နှိပ်လိုက်မှာပဲဆိုတော့ဒီဗီဒီယိုလေးမှာရှင်းပြသွားတယ် graphic 2တွေထဲမှာပါဝင်တဲ့ကျွန်တော်တို့ line 2 constraint line 2 rectangle 2 ellipse 2 polygonal 2စတဲ့ button တွေရဲ့အသုံးပြုပုံကြောင်းကိုနားလည်သဘောပေါက်လိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်